လူတိုင်းရဲ့စိတ်ထဲမှာငါကမကောင်းပါဘူးငါဒါကိုမလုပ်နိုင်ပါဘူးဆိုတဲ့အတန်ဆိုးတွေတခါတလေကြားဘူးကြမှာပါဒီလိုအပြတ်သဘောဆောင်တဲ့အတွေးတွေကဘယ်ကနေရောက်လာတာလဲကျွန်တော်တို့ဘာလို့အတွေးလွန်နေကြတာလဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့အခုလိုကာလာမှာဖြစ်တက်လေးရှိတဲ့မကောင်းသောအတွေးလွန်ခြင်းတွေကိုရပ်တန့်စေသည်စိတ်တန်ရာကိုကိုယ်တိုင်ကုသနိုင်မယ့်နည်းလမ်းကလေးကိုဖြိုပြသွားမှာဖြစ်ပါတယ်အခုပဲကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ဗျာအတွင်းစိတ်မှအတန်ဆိုးရဲ့အစာကျွန်တော်တို့စိတ်ထဲမှာကိုအပြစ်တင်နေခြင်းတို့မဟုတ်အကောင်းမမြင်တတ်ခြင်းစားတဲ့အပြတ်သဘောဆောင်သောအတန်တွေကတကယ်တော့အကြောင်းမဲ့ပေါ်လာတတ်တာမဟုတ်ပါဘူးများသောအားဖြင့်ကျွန်တော်တို့ရဲ့ခက်ခဲခဲ့တဲ့အတိတ်အတွေ့အကြုံတွေစီကပြဖျားခံလာတာထက်ပါတယ်ဒီအတန်တွေကကျွန်တော်တို့ကိုအဖြစ်တင်ဖို့နဲ့စိတ်တက်ကြအောင်ပဲအမြဲတမ်းကြိုးစားနေတတ်ပါတယ်ဒါကိုကိုယ်လိုက်သိထားဖို့ကအရေးကြီးပါတယ်ဒါဟာကျွန်တော်တို့ရဲ့ဖြစ်တည်မှုအစစ်အမှန်မဟုတ်ပဲအတိတ်ကကြံရစ်ခဲ့တဲ့အတန်တွေဖြစ်တယ်ဆိုတာကိုယ်တိုင်လက်ခံထားဖို့လိုပါမယ်တတိနဲ့ဆောင်ကြည့်ခြင်းဒါဆိုကျွန်တော်တို့ဒီအတွေးတွေကိုဘယ်လိုထိန်းချုပ်မလဲဒီနေရာမှာရိုးရိုးလေးပဲသုံးသပ်ဖို့အတွက်အချက်၃ချက်နဲ့လေ့လာကြည့်အောင်ဗျာ The impulse စိတ်ဆန္ဒကျွန်တော်တို့ကိုတခြားအရာရဲ့တက်ရောက်မှုတစ်ခုကြောင့်ဒေါသထွက်လာတာဒါမှမဟုတ်စိုးရိမ်စိတ်ပေါ်လာတဲ့အချိန် Need the gap ကြားလာတဲ့အချိန်အဲ့ဒီဖြစ်ပေါ်လာတဲ့ခံစားချက်ကိုချက်ချင်းမတုံ့ပြန်ပဲအော်ငါစိတ်တုန်နေပါလားလို့တတိနဲ့စောင့်ကြည့်လိုက်တဲ့အချိန်လေးပါ3 action လှုပ်ဆောင်မှုအဲ့ဒီလိုခဏလေးစောင့်ကြည့်လိုက်ပြီးမှတတိနဲ့ဆင်ခြင်ပြီးတုံ့ပြန်မှုပြုတ်လိုက်တာဖြစ်ပါတယ်။စတဲ့အချက်၃ချက်နဲ့ထိန်းချုပ်နိုင်ပါတယ်။ဒီလိုထိန်းချုပ်ဖို့အတွက်မိမိရဲ့အတွင်းစိတ်တည်လီမှုရဖို့ကတရားထိုင်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုပြုလုပ်တဲ့အလေ့အကျင့်တွေကိုလေ့ကျင့်နိုင်ပါတယ်။ဒီလိုလေ့ကျင့်ခြင်းအပြင်လည်းကျွန်တော်တို့ဟာအတွေးတွေရဲ့အစီခံမဟုတ်တော့ပဲစိတ်ကိုပြန်အုပ်ဆိုးနိုင်ပြီးတတိတရားကိုအချိန်တိုင်းအဆုံးချနိုင်မှာဖြစ်ပါတယ်။မိမိကိုယ်ကိုပြန်လဲကုသခြင်းတခါတလေကျွန်တော်တို့ဘဝတွေဂျိုးပိဋိပျက်စီးနေတယ်လို့ခံစားရတဲ့အခါအဲ့ဒီခံစားချက်ကိုမငင်းပယ်ပဲမေတ္တာနဲ့အာယုံစိုက်ခြင်းဖြင့်ရှေ့ဆက်လို့ရပါတယ်။နာကျင်မှုတွေကနေထပ်ပြေးနေအစားအဲ့ဒီနာကျင်မှုကိုနားလည်ပြီးခွင့်လွှတ်ခြင်းဖြင့်အတိတ်ကအစိတ်အတောက်တွေကိုဆွတ်လွတ်လိုက်တာဟာတင့်ကိုယ်တင်ပြန်ချစ်ပေးခြင်းရဲ့အစပဲဖြစ်ပါတယ်။အချုပ်ပြောရရင်တော့တရားထိုင်ခြင်းဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကျင့်စဉ်တွေကိုနေ့စဉ်ပြုလုပ်တာဟာကျမတို့အတွက်စိတ်ဓာတ်ပိုင်းဆိုင်ရာအကာအကွယ်တစ်ခုရရှိစေမှာအမှန်ပါပဲဒါမှသာအလုတ်ခွင်မှာရောလူမှုရေးမှာပါပုံမထိရောက်ပြီးပျော်ရွှင်ကျေနပ်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ဗီဒီယိုတွေကတော့ဒီလောက်ပါပဲတင်းတဲ့တစုံတရာအကျိုးရှိစေမယ်လို့လည်းမျှော်လင့်ပါပဲအခုလိုစိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကိုပို့ပြီးအသေးစိတ်ထပ်လေ့လာခြင်းနဲ့ဆိုရင်တော့ comment မှာရေးပေးခင်နိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေဗျာနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ခင်ဗျာ